ဟောဒီမှာကျုံမိန်းမကြိုက်တဲ့ဝတ်သားအစီးပဲကိုစီးပြချက်ထားတာဗျာကြိုက်တယ်အမလေးသူနဲ့သားကြီးဟုတ်တယ်ဗျာဟောဒီမှာကြက်သားစီးပြန်ဗျာစီးပြန်နော်လိုက်တယ်ဒီမှာငချင်းစီးမြဆိုင်လားအောင်မလေးဟောတာရေမဟုတ်ဘူးဗျာစီတယ်မနမရလည်းနိုင်ရင်ဖြူထားသေးတယ်ကန်ဟောဒီမှာငရမ်းကြောက်ဖုံးအချုံမထဲလားဟောတဝက်တီကြီးထဲထားတယ်စီတွေကလည်းရွှဲနေတာပဲကဲဒီမှာအဲ့ကိုသိတယ်ဗျာထမင်းစားပြီးရင်အချိုတဲဖို့လို့လေဟိုအုံတို့ကြောက်ကြောရဲ့ဒူးဝင်းလေးရဲ့စနစ်မကင်းရဲ့ဝတ်ထားသေးတယ်ဗျာဟာချစ်တယ်ချစ်စားနော်အားရပါရစားရှင်ရွှေကြော်ကြီးပဲစားနေဘာသဘောလဲမင်းမသိသေးပါဘူးကွာဟောလေငါမင်းမများများစားကြည့်နေတဲ့သဘောစေတနာတွေဘာစေတနာလဲဒီမှာကိုညာနေကြည့်စားမင်းမကိုကျင်လာလိုက်တာရှင်เนี่ยတခါလာလေမင်းမကြီးအစီများမစားနဲ့အသီးရွက်ကိုများစားချိုးမစားနဲ့ပြီးတော့လေကျမကိုရှင်ရွေးချင်ကလွတ်ခိုင်းလိုက်သေးတယ်အဲ့ဒါရရှင်ကျမကိုမတတာလို့မလားမင်းမသိသေးပါဘူးကွာအမလေးဝတ်သားဆိုရင်လည်းအစီတုံးမှာစားကျင်တယ်စိုးမိန်းမကြိုက်တဲ့ဝတ်သားကြက်သားချက်တယ်တော့လေစီပြန်မစီလက်လုံးအပေါ်တက်မှာစားမယ်စိုးမလေးငချင်းလေးတော့ပါဆိုလို့ငချင်းတော့ပြောတော့လေစီနာများထဲပါနန်းနမင်းနိုင်ကျင်တဲ့တော့ပါစိုးတမင်းစားပြီးပြန်တော့အချိုလေးတဲကျင်တယ်တဲ့ဘာတဲမလဲမလို့တော့အုံတို့ကြောက်ကြောတို့ဒူးရင်းသီးတို့စားရစိုးစားလာအောင်လားတာပြီးစားလာအောင်လားကိုမေမချင်တဲ့တနာပါတယ်သူဆုံးတာဘာရောလဲနှလုံးသွေးကြောပိတ်တာလို့ပြောတာပဲသွေးတိုးလည်းရှိတယ်တဲ့အေးကွာစိတ်မကောင်းစရာပါပဲယောက်ျားကိုအရာကြီးနောက်မိမယူလိုက်ပြီဟမ်ငွေချိုးလေးတော့ဟေးအိုးဒါမိမကြီးဘာလို့အရင်မိမတော့ကြောင့်စီရနစ်နဲ့ဟင်းနဲ့ကျွေးပြီးတော့ညီမကြောင့်အစီမပါပြောင်းပါနဲ့ဟင်းနေရချိုးမပေါ်တော့ရတာလည်းမရှိမင်းမသိသေးပါဘူးဘာမသိရမှာလဲပြီးတော့မနဲ့စိုးကြီးထပြီးလမ်းလျှောက်ခိုင်းနေတယ်ပင်မကပင်မတကယ်ချစ်လို့ရမှာဟုတ်ရဲ့လားမင်းလေးမသိသေးပါဘူးကွာအရင်မိမတော့ဘာတွေချက်ကျွေးရဆိုတော့ဘေးရန်ပြောလို့သိပြီးပြီဒီမှာအဲ့ဒီအဟွာမကြီးတော့ကအဟွာပြအောင်ကျွေးရတာဟောဒီအချစ်ကလေးကြတော့ဟိုအသက်ရှိရှိနဲ့ကြမ်းမာနေအောင်အစီတွေလျှော့ကျွေးတာသိပလားအကျဉ်းသားတွေအချစ်တွေဗျာမင်းမသိသေးပါဘူးကွာမပြောနဲ့တော့သိပြီးပြီကျေးဇူးရှင်ကောကောဘာစမေပြောပြောစီလိုနေရှောင်းဘာချစ်မေပြောပြောစီလိုနေရှောင်းစီစာမတာဖြစ်တယ်ဟိုးကူကွယ်စီလိုလုံးကျစတော့ငယ်ရောမျိုးစုံဝင်လာနေတော့ခန္ဓာကိုယ်ဝပေါ်စီကိုချွတ်တဆတော့ငယ်စီတွေတွေ့တော့နှလုံးချင်းနဲ့ဝေဒနာမရှိတော့
ကယ်ထောင်ရလူကျမ်းမှာ